တဘိုးရဲလိုင်းရာသီပွဲတော်ဒီထမနေပွဲဖြစ်တယ်ဒါကိုတိုင်းရမလား Yes ဖတ်လိုက်တော့ကျွန်တော်ရက်လို့ဖတ်တယ်အဲ့ဒါဒီချေအပေါ်ကတင်ခဲ့တဲ့ရေးတော့အမှန်ဖတ်တော့အတန်ဆိုတဲ့သင်ခန်းစာနဲ့တွားပြီးတော့ကြိုက်တယ်နော်တိုင်းရမလား ပေါက်ပန်းလဲပန်းဆိုတာဒီအောက်မှာပြထားတယ်ဒါကပေါက်ပန်းလဲပန်းအဲ့ဒါလေးတွေအဲ့ဒီဟာလေးတွေတီးစတီးလာတဲ့ကာလအစပြီးတော့အတွဲလေးတွေတဲ့ကာလမို့လို့ထမ်းဖို့အတွဲလာကနေတဘို့ရဲလာလို့ခေါ်တာတဲ့စကနေဆိုပြီးရှင်းပြမယ်နော်ထမ်းဖို့အတွဲလို့ခေါ်ရနေပြီးတော့မှကျတော့တဘို့ရဲဆိုပြီးဖြစ်လာတယ်တဲ့မြောက်လေးတွေတိုက်ခတ်တဲ့အချိန်ရော်ရွက်လေးတွေကျွေတဲ့အချိန်နီးရည်တွေဆိုရွှဲနေတယ်ပြီးရင်ထမနေပွဲဆိုတာကဒီကောက်ဥပေါ်စားမှာဆင်နွဲလို့ကောက်သစ္စာပွဲတော်တစ်မျိုးလို့လည်းသူ့ခေါ်တယ်12လရာသီမှာ12လအပွဲတွေအများကြီးရှိရပေါ့နော်တဘိုးရဲလိုင်းရာသီပွဲတော်ဒီထမနေပွဲဖြစ်တယ်ဒါကိုတိုင်းရမလား Yes ထမနေဘယ်လိုရတယ်လဲဘယ်လိုလုပ်တယ်လဲဆိုတာလေးဖတ်ကြည့်ပါဦးဒါဒီကလေးဒီပေါက်ကလေးကို ဒီမှာနဲ့ဒီတဘာဝအရာဘူစာချစ်တီဘူတက်ကိုအားပေးတော့ ထမနေမှာဘာတွေပါတယ်လဲဆိုတာပြပတ်ထားတဲ့အပိုင်းပေါ့နော်ရှယ်ရပြီးတော့ဖတ်ပြမယ်စီနစ်ဤနေသောထမနေသည်တဘာဝအရာအပူစာဖြစ်သည်ပြည့်စုံသောထမနေကိုရရှိနိုင်ပါသည်တဲ့ဒါထမနေဘယ်လိုလုပ်တယ်လဲပေါ့လာပြီပေါ့အဲ့ဒီထမနေကိုထိုးတဲ့သူတွေနှက်တဲ့သူတွေငယ်တဲ့သူတွေကတွန်းကျင်ပါမှလေတဲ့စားကောင်းတဲ့အာဟာရတစ်ခုဖြစ်တယ်အဲ့တော့ဒီမှာထမနေမှာပါဝင်တဲ့ပစ္စည်းတွေကိုတာဝန်ရှိရပြပေးမယ်နော်ကဲနောက်ဆုံးတစ်ခု နောက်တစ်ခုကအုံဒီဟုတ်လား ဟုတ်တယ်အုံဒီကိုမှချက်ထားတဲ့ဒီအဖက်ကလေးတွေတော့အုံဒီဇန်လို့ခေါ်တာနော်